လူဆိုတာကြာကြာပေါင်းမှအကြောင်းသိတယ်ကြာကြာပေါင်းကြည့်မှသူ့ရဲ့ကိုယ်ချင်းတရားတွေကိုကုန်သိနိုင်တယ်လို့ဆိုမသိနိုင်ဘူးတဲ့ဒါကြောင့်လူလောကတွေကနေခွာရှောင်ပြီးတော့တောတောင်တွေထဲမှာနေထိုင်ကြတယ်တချို့ယသိသူတော်စင်တွေဆိုတာလူချားတဲ့သွားရမှာအလွန်ကြောက်တယ်ဘာလို့ကြောက်တုံးဆိုလူဆိုတဲ့လူတွေဟာကောက်ကျစ်တယ်မယိုးဖြောင်းကြဘူးကောက်ကျစ်တယ်အဲ့ဒါကြောင့်မလို့လူလောကထဲမှာလူတော်လူကောင်းဆိုတာရှားဖွေပြီးတော့ပေါင်းသင်းဆက်ဆံမှုတော်တော်ကိုခဲရင်တယ်လို့ဆိုပြီးဒီ50ဇတ်တွေထဲမှာ435ခုမြောက်ဟလိဋ္ဌိကာကဆိုတဲ့ဇတ်ကလေးတစ်ခုမှတ်သားစရာအလွန်ကောင်းတယ်သားဖနှစ်ယောက်ဟာတောမှာနေကြတာယသိအဖေလုံးတဲ့လူကယသိဝတော့သားကလေးကလည်းယသိလေးလိုက်ဝပြီးတောမှာနေကြတနေ့ကြတဲ့အခါအဖေလုံးတဲ့ယသိကတောထဲမှာတတိဝလံရှာကြံသွားတော့သားလုံးတဲ့ယသိစီပါအမျိုးသမီးတယောက်ကလာပြီးတော့တောထဲမှာရောက်လာတဲ့အမျိုးသမီးတယောက်ထင်းခွေပဲဟင်းရခုပေါ့လာပြီးတော့ယသိလေးကိုလူအကြောင်းတွေကိုပြောသွားတယ်ခါယသိလေးကစိတ်ဝင်စားတယ်လူပြည်လူတွေဟာပြောစရာကောင်းတယ်ဆိုတော့စိတ်ပါသွားတယ်သူကတောထဲမှာနေတာကြတော့လူအကြောင်းသိမသိအဲ့ဒါလို့ပြောတော့စိတ်ဝင်စားဖေလုတ်တဲ့ယသိကြီးကတော့ဒါတွေနောချေပြီးသားဖြစ်တယ်လူအကြောင်းကောင်းကောင်းသိအဲ့တော့သူကပြင်းပြီးတော့လူအတိုင်းဝိုင်းတွေကိုသွားချင်နေချင်သူ့ဖေလာတဲ့အခါကျတော့အဲ့အကြောင်းပြောတာသူဟာတောထဲမှာမပြောဘူးလူတွေရဲ့အတိုင်းဝိုင်းထဲမှာသွားနေမယ်ဆိုသူ့ဖေကိုသူကပြောတော့အရိညာခာမမာကမကိဉ္တိလံကိဉ္ဝတ္တအဟံပုရိတံတာတသေဝေယံတမေအခါဟိပုစိတောသူတောထဲမှာမပြောဘူးတဲ့လူတွေရဲ့အတိုင်းဝိုင်းနဲ့သွားခြင်းတယ်အဲ့လိုသွားတဲ့အခါမှာလူအကြောင်းသူကောင်းကောင်းမသိဘူးတဲ့ဘယ်လိုအကျင့်တိလရှိပြီးဘယ်လိုဇယိုက်ရှိတဲ့ဇယိုက်ကောင်းတဲ့ပုဂ္ဂိုလ်မျိုးဘယ်လိုအနေထိုင်ရှိတဲ့ပုဂ္ဂိုလ်မျိုးသူပေါင်းရမှာလဲတဲ့ဘယ်သူတွေနဲ့ပေါင်းတဲ့ဆက်ဆံရမလဲအဲ့ဒါကိုပြောပါဆုံးမပြောကြပါလို့သူ့ဖေကိုပြောတဲ့အခါကျတော့အဖေလို့တဲ့ယသိကြီးကသူ့ကိုပြောပြတယ်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမင်းပေါင်းတဲ့ဆက်ဆံရမယ်ဆိုတာလောကလူတွေထဲမှာလူမျိုးမျိုးရှိတယ်အဲ့ထဲမှာယောတိဝိတ္တတယေတာတဝိတ္တသင်္စခမေယစီတုတ်တုတိစတိတိခိစတံပဇေဟိဣတောကတောမင်းရွာထဲရောက်သွားမယ်လူတွေအတိုင်းဝိုင်းထဲရောက်သွားမယ်ဆိုရင်မင်းကိုခင်တဲ့လူရှိလိမ့်မယ်တဲ့မင်းနဲ့ချစ်ကြောင်းဝင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်မင်းကိုခင်မင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ခင်မင်မှုကိုပြတဲ့ပုဂ္ဂိုလ်မေတ္တာပြတဲ့ပုဂ္ဂိုလ်တွေ့လိမ့်မယ်မေတ္တာလည်းပြတယ်မင်းပေါ်မှာလည်းသီးခံခြင်းခွင့်လွှတ်ခြင်းတွေနဲ့လည်းပြည့်စုံတယ်မင်းပြောတဲ့စကားကိုလည်းပဲနားဆိုင်ပြီးတော့ထောင်းတယ်မင်းကိုလူလူလားလားဆက်ဆက်မင်းရဲ့မှားယွင်းချွတ်ချော်မှုတွေမင်းရဲ့အပြုအမူတွေကိုလည်းသူကသဲကြီးခံတတ်လိမ့်မယ်အလွန်သက်ကြီးခံလိမ့်မင်းပေါ်မှာခင်မင်နာဟာသဘောရိုးနဲ့ခင်မင်ပြီးတော့တကယ်ကိုအနန္တခံတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုရွေးပြီးတော့မင်းပေါင်းတဲ့ဆက်ဆံဒါဒီတစ်ခုသူကမှားတယ်မင်းပေါ်မှာပွင့်ပွင့်လင်းလင်းနဲ့ဆက်ဆံနေမင်းပြောတဲ့စကားစိတ်ထဲနှလုံးထဲကနေဟန်ဆောင်ပန်းဆောင်မဟုတ်ဘဲနဲ့တကယ်ကိုစိတ်ထဲကနှလုံးထဲကနေပြီးတော့စိတ်ပါလက်ပါနားထောင်တယ်ဒီခံခွင့်လွှတ်မှုတွေရှိတယ်စိတ်သဘောထားတွေမပြောင်းဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုမင်းရွေးချယ်ပေါင်းရမယ်လူတွေထဲမှာနောက်တစ်ခုမင်းရွေးချယ်ရမှာနောက်တစ်ခုသူ့ကိုရွေးချယ်ရမှာ
ယတကာယေနဝါစာယမနတ္တာတနတ္ထိဒုက္ကတံလူတယောက်ကိုကြည်လိုက်တဲ့မဟုတ်တာမလုပ်ဘူးကိုယ်ဒီလျောက်သူလုပ်နေတဲ့အလုပ်တွေဟာမကောင်းတဲ့အလုပ်တွေသူများကိုထိခိုက်တဲ့အလုပ်တွေသူမလုပ်ဘူးနှုတ်ကပြောတဲ့အခါမှာလည်းပဲမကောင်းတဲ့အပြောတွေသူဘယ်တော့မှမပြောဘူးလိမ်ပြောတာတို့တစ်ဖက်သားတွေခုံတိုက်အောင်ပြောခုံကွဲကုံအောင်ပြောတာတို့ဆဲရီတိုင်ထွားတာတို့အကျိုးမဲ့စကားတွေပြောတာအဲ့ဒီလိုနှုတ်နဲ့လည်းမကောင်းတာတွေသူမလုပ်ဘူးတဲ့စိတ်ဓာတ်ကလည်းဖြူစင်တန်ရှင်းနေမကောင်းတာတွေမလုပ်ဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာမဟုတ်တာမလုပ်ဘူးမဟုတ်တာမပြောဘူးနော်မဟုတ်တာကိုစိတ်ထဲကတောင်းစိတ်မကူးဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာမိခင်ရဲ့ရင်ထဲမှာနေရတယ်လို့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအာကိုယုံကြည်ပြီးဒီလိုပုဂ္ဂိုလ်မျိုးနဲ့သာပေါင်းတင်လို့ပြောတယ်လူလောကရောက်သွားတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုရှာပြီးပေါင်းပါဒီလိုဆိုတယ်နော်နောက်ဆက်ပြီးတော့ပြောတယ်ယောသဓမ္မေနစရတိစရန္တောပိနမညတိဒီလောကမှာလူတယောက်တွေ့လိမ့်မယ်အဲ့ဒီလူဟာသူစရိုက်တရားတွေကိုအမြဲတမ်းကျင့်သုံးတယ်သူစရိုက်တရားဆိုတာသူများအသက်မတတ်ဘူးသူများဥစ္စာကိုမတရားမယူဘူးရိုးသားတယ်ဖြောင့်မတ်တယ်သူတော်ဘာဂုဏ်သိက္ခာကြမယ်ကာမကိစ္စတွေမလုပ်ဘူးသူများကိုလိမ်လည်လဲစားပြီးတော့မပြောဘူးတူနဲ့တူမတက်အောင်မလုပ်ဘူးချမ်းတမ်းရိုင်းပြတဲ့စကားမျိုးတွေကိုမသုံးဘူးအကျိုးမရှိတဲ့စကားတွေတရားလက်လွတ်စကားတွေကိုမပြောဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းလုံးလို့မှုဆိုရင်လောဘနဲ့မတွေးဘူးတစ်ဖက်သားပျက်စီးသွားအောင်ကြံတွေးတဲ့ဒေါသဆိုတာမျိုးတွေသူမတွေးဘူးကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့အမြင်တွေမရှိဘူးတဲ့သူဟာတကယ်ကိုလူသိက္ခာအပြည့်အဝနဲ့လူသိက္ခာရှိရှိနေထိုင်တယ်အဲ့ဒါလိုနေထိုင်တော်လည်းပဲသူကိုယ်သူကိုငါဟာလူသိက္ခာရှိတဲ့ပုဂ္ဂိုလ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးလို့ကိုယ့်ကိုဘဝင်မမြင့်ဘူးတဲ့လူသိက္ခာနဲ့လည်းနေတယ်ငါလိုလူမရှိဘူးလို့ကိုယ့်ကိုအထင်ကြီးတာမျိုးတွေမလုပ်ဘူးတဲ့ဝိတုဒ္ဓကာရိတ္တပညာသူလုံးသမျှအလုပ်တွေဟာတကယ်ကိုစင်ကြယ်တန်ရှင်းတယ်ဘယ်ရာလုပ်ပညာဖြင့်ဆင်ញင်စဉ်းစားပြီးမှလုပ်လို့ရှိတယ်တံပဇေဟိဣတောကတောမင်းတော်တွေကနေပြီးတော့လူအတိုင်းဝိုင်းနဲ့ရောက်သွားရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုပဲရှာပြီးတော့ပေါင်းသင်းဆက်ဆံပါလို့ဒီလိုဆိုတော့အဲ့တော့ပေါင်းသင်းဆက်ဆံရေးဟာအလွန်ရေးကြည့်လို့ဒီလို50ဇတ်တွေကနေပြီးတော့ဆုံးမတာမြတ်စွာဘုရားရဲ့အဆုံးအမတွေပဲဖြစ်တယ်ပေါ့နောက်ဆုံးမတာတခုကတော့ဘာလဲဟလိဋ္ဌိရာဂံကပိစိတ်တံပုရိတံရာဂဝိရာခိတံဟလိဋ္ဌိရာဂဆိုတာဟလိဋ္ဌိဆိုတာနနွင်းရာဂဆိုတာဆိုးတာနနွင်းဆိုးတဲ့ဝါကျွတ်လွယ်သူကလည်းပေါင်းသင်းဆက်ဆံပြီးဆိုလို့ရှိရင်အခုခင်တော့ကြမတဲ့ဘူးနော်ဟိုစိတ်ဓာတ်ကမမြဲဘူးလို့ဆိုလို့လောကလူတွေရှိတယ်အေးတွေ့နေတဲ့အခါတကယ်ချင်းတကယ်ကိုရင်းနေနေကြီးတော့ကြမမြင်ကြအောင်ဆောင်သွားဒါမျိုးတွေလည်းလောကမှာရှိတာနော်မသိတဲ့လူမမြင်ကြအောင်ဆောင်နေဆောင်တယ်သူစိတ်ကအပြောင်းအလဲတွေများတယ်ဟလိဋ္ဌိရာဂတဲ့မမြဲဘူးတဲ့ကောင်းတဲ့အလုပ်ကလည်းပြက်လွယ်တယ်သူမေတ္တာမြန်ပြက်ပြဲတယ်မစွဲဘူးတို့လို့ဆိုကပိစိတ်တာမြောက်လို့ပဲသူစိတ်ကမငြိမ်ဘူးမြောက်များဟာဒီတကိုင်းဆွဲကိုင်းလိုက်ဟိုတကိုင်းဆွဲကိုင်းလိုက်နဲ့မြောက်ဟာငြိမ်နေတယ်လို့ရှိမှမရှိဘူးလုံနေတာအဲ့ဒါလိုပဲလူရဲ့စိတ်ဟာကပိစိတ်တာမြောက်လို့စိတ်မျိုးနဲ့စိတ်အပြောင်းလွဲမြန်တဲ့ပုဂ္ဂိုလ်မျိုးမင်းမပေါင်းနဲ့